ဘုံဘုံဗျာတော်တယ်မှာတောက်ပီလာကြီးကတပါးတဲ့တဲ့သုံးနေတာကဲပါအောင်ဗျာတပည့်တော့ဒုက္ခသေးပါဗျာဆိုပြီးတော့အေးအဲ့ဒါဆိုလို့ရှိရင်လေလေကားထဲမှာအိတ်လေကားထဲမှာအိတ်ဆရာတော်ကြီးကတကားပိတ်ထားတယ်နောက်တော့တောထဲမှာပဲကြားရစင်နေဩဇံကြားတော့ဘုံဘုံဗျာတကားဖွင့်ပါအောင်ဗျာတပည့်တော့မနေရတော့ဘူးဆိုတော့အေးပါလေမျိုးသမီးတနာပါတကားလေးဖွင့်ပေးလိုက်ဘုန်းကြီးတို့ဒီနောက်ပိုင်းသာသနာမှာတောင်ဖီလာဆရာတော်တဲ့အေးတာလွန်မင်းတရားကြီးလက်ထက်တောင်ဖီလာဆရာတော်ကြီးကအကျင့်သိကောင်းတာတောထွက်သွားတာပရမမြို့မှာနေတာကိုးကွယ်တာအဲ့ဒါတောထွက်သွားတဲ့အခါကျတော့တာလွန်မင်းကြီးကလေငါဆရာအကျင့်ဘယ်လောက်ကောင်းလဲမကောင်းလဲဆိုပြီးတော့အဲ့ဒါအကျင့်ကိုဆန်းကျင်တာနဲ့ဘုန်းကြီးတို့ပြေးတိုင်းနန်းတွင်းသူမလေးလှုပ်ပေးလိုက်တာသွားတောင်ဖီလာဆရာတော်ကြီးကိုသွားဖြက်စီးတောင်ဖီလာဆရာတော်ကြီးတီလာပြက်ရင်လည်းပဲတောင်ဖီလာဆရာတော်ကြီးကိုလူထွက်ပြီးတော့နန်းတော်မှာလေမင်းတိုင်မဲအမနန်းရင်ဝင်ကြီးခန့်မယ်တာလွန်မင်းကတခါတည်းဆုံးဖြတ်ချတာပြီးသားတကယ်လို့သွားပြည့်စည်းလို့မပြည့်စည်းဘူးဆိုရင်လည်းပဲတိကျတိုးပြီးတော့ကိုးကွယ်မယ်ဆိုပြီးတော့နန်းတွင်းသူအမျိုးသမီးလေးလွတ်ပေးလိုက်တာပရိသတ်တူတူပြောသူအမျိုးသမီးလေးကသွားညာချင်းမင်းကြီးရောက်သွားဘုံဘုံဗျာတော်တယ်မှာတောက်ပီလာကြီးကတပါးတဲ့တဲ့သုံးနေတာကဲပါအောင်ဗျာတပည့်တော့ဒုက္ခသေးပါဗျာဆိုပြီးတော့အေးအဲ့ဒါဆိုလို့ရှိရင်လေလေကားထဲမှာအိတ်လေကားထဲမှာအိတ်ဆရာတော်ကြီးကတကားပိတ်ထားတယ်နောက်တော့တောထဲမှာပဲကြားရစင်နေဩဇံကြားတော့ဘုံဘုံဗျာတကားဖွင့်ပါအောင်ဗျာတပည့်တော့မနေရတော့ဘူးဆိုတော့အေးပါလေမျိုးသမီးတနာပါတကားလေးဖွင့်ပေးလိုက်ဟောတကားဖွင့်တဲ့เจ้าမော်ရောက်လာကျောင်းပေါ်ရောက်လာတဲ့အခါကျတော့ဂရင်ချေးလေးမှာတပားကျောင်းလေးကိုကျင်းချင်းလေးကိုအဲ့ဒါဂရင်ချေးမှာနေတော့ဘုံဘုံဗျာတပည့်တော်ငှက်ဖျားတက်လို့ချမ်းတယ်ဗျာချမ်းတယ်ဗျာချမ်းတယ်ဗျာဆိုတော့ဆရာတော်ကြီးကဟင်ချမ်းတယ်ဆိုငါဘာလုပ်အောင်လဲဘာဆေးမှလည်းမရှိဘူးတနာပါတယ်တကယ်များချမ်းနေလားကိုများတကယ်ပူနေလားငါသွားစမ်းအောင်မယ်ဘယ်ဟုတ်မလဲဟိုကကောတာလိုမင်းကမှားလိုက်တာနဲ့မာယာမူယာနဲ့အကုန်လုံးအဲ့ဒီဘုံကြီးထားလိုက်ရင်ထဖက်ပြီးပြလိုက်တာဟိုကတခါတည်းတင်ပေးလိုက်တာနန်းရင်းသူကိုအဲ့ဒါဘုန်းကြီးတို့ပြေးသားရေတောင်ပီလာဆရာတော်ကြီးကလည်းပုထုဇဉ်မဲ့ယဟန္တာမဟုတ်ပဲတဲ့တဏှာကလည်းတဏှာတတ်ပါပြီနဲ့အဲ့ဒါနဲ့တရားမှတ်နေရင်ကနေဟိုကနေអော်နေတော့ထမလို့ဆိုပြီးတော့သူတတိပြန်ကောက်သွားတာမဖြစ်ဘူးဒီခြေတော့နင်မသွားနဲ့နင်သွားရင်ဒုက္ခရောက်သွားလိမ့်မယ်ဒီခြေတော့ကသွားခြင်းနေပြီတမလင်ချိတ်ကဖြုတ်ခြင်းနေပြီဟိုကလည်းអော်တယ်ဘုံဘုံဗျာချမ်းသာပါပြီဗျာခြေလေးကြီးတိုက်ပါဦးဗျာဆိုတော့အဲ့ဒီမှာဘုန်းကြီးတို့ပြေးတိုင်းတူတူပြောမယ်အနားမှာလေဓမောက်ကဲဒီလောက်တောင်သွားခြင်းနဲ့ခြေတော့နင့်ဒီတိုင်းထားလို့တော့မရဘူးဆိုပြီးအဲ့ဒါခြေသလုံးဘာမှပြောတယ်ဓာတ်နဲ့အကုန်မောတာသူ့ခြေတော့သူကသူဓာတ်နဲ့အကုန်မောတာဓာတ်နဲ့အကုန်မောကသွေးတွေထွက်တာနှစ်ဖက်လုံးအဲ့ဒါတခါလဲနှစ်ဖက်လုံးသွေးတွေသင်္ကန်းကြီးနဲ့စီးတာမနေ့မိုးလင်းတော့အမျိုးသမီးတွေကသွေးမြင်တော့ကြောက်တာပေါ့ကြောက်တဲ့ခါတော့မကရဲတော့ဘူးဆရာတော်ကြီးနဲ့အားနဲ့မနေ့မိုးလင်းပြန်သွားတာတာလုံမင်းကြီးကလက်ထိတ်ကစောက်လေဟဲ့ဘယ်လိုလဲအချိန်နေဟင်းမကောင်းဘူးတော့ခေါင်းခါပြရတယ်အချိန်နေမကောင်းဘူးလေနေကိစ္စမရှိဘူးသွားမယ်ဆိုလာတာခါလဲမင်းပရိသတ်နဲ့ထွက်လာတာတာလုံမင်းကထွက်လာတဲ့အခါကျတော့ဘိန်းတို့ပြေးတာရေအဲ့ဒီမှာတာလုံမင်းကြီးကဝင်ကြော့ဆရာတော်ကျမ်းမာရေးများကောင်းရဲ့လားကောင်းပါတကားတပည့်တော်ခုတိုင်းကမ်းပြည်နယ်လှည့်လည်လာရင်းနဲ့ကိုတော့သတင်းကြားခဲ့ပါတယ်ညကတိုးတဲ့ကဒကမရှင်မရကြောင့်အိတ်တယ်ဆိုဟုတ်တယ်တကားကြီးမလိမ်ဘူးတောင်ပီလာဆိုတော်ကြီးကတိုးတဲ့တောင်ထဲမှာယဟန်တပန်းနဲ့အမျိုးသမီးတယောက်တကြောင်နဲ့တညအတူတူအိတ်သွားတာဆိုရင်ရှင်မရပေါ်တပည့်တော်တန်တရားရှိတယ်မှန်ပါတယ်မင်းကြီးတန်တရားရှိမယ်ဆိုရင်လည်းရှိလောက်ပါတယ်ဒါမြင်ကိုတော့တပည့်တော်မယုံဘူးတဲ့ကဲမယုံရင်လာခဲ့မင်းကြီးလာခဲ့လက်ဆွဲသွားတာတာလုံမင်းကြီးကိုလက်ဆွဲသွားပြီးတော့ဘိန်းတို့ပြေးတိုင်းဘာမှပြောနဲ့ကြောက်မတက်သွားပြီးတော့ညကတော့မှသူ့ခြေသလုံးဓာတ်နဲ့လှိထားတဲ့ဓမ္မောက်ကြီးထမ်းပြီးတော့တခါတစော်ကြီးကဆင်းလာခဲ့မင်းမယုံမင်းကတတ်တယ်ဗျငါတိလာငါတတ်တယ်ဗျတစ္ဆာဆိုတာကံမောင်းမှာစကိုင်းမှာရှိတယ်စကိုင်းရောက်တဲ့အခါဟိုသွားဒီသွားချောက်မသွားနဲ့တောင်ပီလာဆိုတော်ကြီးကြီးအောင်အဲ့ဓမ္မကုကံကြီးသွားကြည့်ရှိတယ်စကိုင်းမှာဓမ္မကုကံနဲ့အဲ့ဒါတခါတဲ့ကံဘောင်ရုပ်မတ်တရပြီးတော့တစ္ဆာဆိုတာငါသည်အမျိုးသမီးလေးနဲ့ညာကဘာတိလမှမပြတ်ခဲ့ငါတိလသည်ပွင့်တစ္ဆာခရုသိန်းကဲ့သို့ဖြူစင်ပါ၏ဤတစ္ဆာစကားမှန်ရင်ငါရဲ့လောက်ရငါရဲ့ဖြစ်စဉ်ကိုဟောဒီဓမ္မတိတာလင်သိတယ်တစ္ဆာစကားမှန်ရင်ဟောဒီဓမ္မဟိုဘကံကူးစေဆိုပြီးတော့ဘုန်းကြီးတို့ပြေးတယ်ဓမ္မကြီးရေထဲပြစ်ချတာဓမ္မကငါးလေးတကောင်ကဲဆိုဟိုဘကံကိုကူးသွားတယ်တဲ့ဟာတာလွန်မင်းကြီးလေဘာမှမပြောနဲ့အဲ့ဒီမှာတခါတည်းတောက်ပီလာဆိုတော်ကြီးခြေပေါ်မို့ခါနဖူးနဲ့တိုက်ပြီးဥချတာဓမ္မငါဆရာတော်ကွာဓမ္မငါဆရာတော်ကွာဆိုပြီးတော့အဲ့ဒါဓမ္မကူးဆရာတော်တဲ့ဘာဆရာတော်တဲ့လဲပရိသတ်အဲ့ဓမ္မကူးဆရာတော်